ဒီနေ့ကတော့ကိုနိုမရှိရဲ့မြန်မာရေးစုပေါင်းပြီးတော့မုံလုံးကြီးပေါ်လှုပ်ရှားမယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းလှုပ်ဖြစ်သွားတာကတော့မုံကြာစီခေါ်မုံပိန်နဲ့လှုပ်ဖြစ်သွားတာပါမုံလုံးကြီးပေါ်အသေးစားလေးပေါ့နော်အဲ့ဒါလေးလှုပ်ဖြစ်သွားတယ်ဒီလုံးမဲ့အန်တီတွေကလည်းမုံကြာစီကိုပို့ပြီးတော့ကျွမ်းကျင်တယ်ပို့ပြီးတော့စားလို့ကောင်းတယ်ဆိုတာနဲ့မုံကြာစီဖြစ်သွားတယ်ပေါ့နော်ချစ်တဲ့သူကချက်မုံကြာစီကိုပြုတ်တဲ့သူကပြုတ်ပေါ့နော်လုံးတဲ့သူကလုံးအရင်ပြောဖို့ကောင်းတယ်။အရင်အရှုပ်ထုတ်ကလေးကလည်းသူကမုံလုံးလုံးနဲ့ဆိုပြီးတော့ပေးချံပွားနေအောင်သူကဝင်လုတ်တယ်ပေါ့နော်။ဒါတော့မုံလုံးလုံးနဲ့အဖွဲပေါ့မုံကြစီလုံးနဲ့အဖွဲပေါ့နော်။ထင်းညက်ရေကလည်းအုံတို့ထည့်လိုက်တော့အရန်ကိုအင်းနှစ်ပြီးတော့အရသာရှယ်ရှိအုံဒီကလည်းသူကအခွန်မပါပဲဝယ်လို့ရတော့ချစ်ရတာအရန်အဆင်ပြေနုံနုညံ့ညံ့လေးပေါ့နော်။အရန်ပျော်စရာကောင်းတယ်ကိုရီးယားကိုရဲ့မြန်မာဒလေးထုံးတန်းအစင်လာကိုမဖြစ်မနေလေးရောပျော်ရှင်တော့လုပ်ဖြစ်တာပေါ့နော်ဟိုမှာဟိုတယောက်ကတော့ငရုတ်သီးတွေထည့်နေပါပြီစပယ်ရှယ်ကိုလုံးနေပါပြီသူငရုတ်သီးသူပြန်မမိဖို့တော့မျှော်လင့်ရတာပဲပေါ့နော်ကိုရှိရဲ့လူလေးမိသားစုလေးကိုရှိရဲ့မြန်မာရင်းနဲ့မြန်မာစံစံလေးပြောအောင်နေဖြစ်တယ်ပေါ့နော်ထိုင်းမှာတော့တည့်ရအတိုင်းပဲနေရာလဲကျင်းတယ်ကိုလူကြီးပဲဆိုတော့ဇပွဲအကြီးမရှိတော့လုံးဝပဲမမဝယ်လို့မရတယ် homemade ဇပွဲလေးနဲ့နေတဲ့သားထမင်းဝိုင်းဖွဲ့စားဖြစ်ပါတယ်မြန်မာထမင်းဝိုင်းလေးပေါ့နော်ရင်းနေရကြက်သားကြော်ငပီးချက်မှုချက်ကြာစံချက်ကလေးလဲချက်လိုက်သေးတယ်ဒါလေးကတော့မုံကြာစီအားလုံးပြီးသွားတဲ့အခြေအနေလေးပါအရင်ဆောက်လို့ကောင်းတယ်တဲ့အုံတို့လေးလည်းပါတယ်ဒါကတော့မြန်မာထမင်းဝိုင်းစစ်ကလေးပေါ့နော်ဒီကွန်လိုမာကမြန်မာတွေကလည်းမြန်မြန်ဆဆမရှိဘူးလူကြီးတွေကလည်းမြန်မြန်ဆဆမရှိဘူးဆိုတော့ရှိရဲ့လူကြီးတွေရဲ့မြန်မာထမင်းဝိုင်းလေးစားဖြစ်ပါတယ်